တေးဖြစ်ရင်ပိုရုပ်ရှင်ရိုက်ကွင်းပေါ်ကမင်းသမီးတစ်ယောက်ဟာတန်ကြိုးနဲ့ညှိပြီးမတော်တဆလဲပင်းကျိုးသွားခဲ့ပါတယ်။ဒရိုက်တာကသူမကိုစေးရုံကိုအလင်းအမြန်ခေါ်သွားခဲ့ပေမဲ့10မိနစ်အကြာမှာပဲအဲ့ဒီမင်းသမီးကရိုက်ကွင်းစီရုတ်တရက်ပြန်ရောက်လာပါတယ်။ရိုက်ကွင်းပေါ်ကတရုတ်ဆောင်တစ်ယောက်ဟာဒီလောက်မြန်စေးရုံကဆင်းလာတာကိုအံ့ဩသွားပြီးစေးရုံမှာရှိနေသေးတဲ့ထုတ်လုပ်သူတွေစီချက်ချင်းဖုန်းဆက်မေးခဲ့ကြတယ်။အဲ့ဒီမှာတင်အရင်ခန်းကတရုတ်ဆောင်ခဲ့တဲ့မင်းသမီးဟာတည်ဆုံသွားခဲ့ပြီဖြစ်ကြောင်းနဲ့သူမရဲ့မိသားစုတောင်ရောက်နေပြီဆိုတာသိလိုက်ရပါတယ်။ဒီသတင်းကရိုက်ကွင်းပေါ်ကမိန်းမလျာတရုတ်ဆောင်တစ်ယောက်ကိုထိတ်လန့်သွားစေခဲ့တယ်။ဘာလို့လဲဆိုတော့မင်းသမီးလိတ်တည်ဆုံသွားပြီဆိုရင်အခုရိုက်ကွင်းပေါ်ကလိတ်ကဘာတူလဲဆိုတာသူတို့သိသွားလို့ပါပဲ။သူတို့တွေဒရိုက်တာကိုရိုက်ကူးရရက်ဖို့အသေးအတန်ပြောခဲ့ပေမဲ့ဒရိုက်တာကတော့သူတို့ရဲ့စိုးရိမ်မှုကိုပယ်ချခဲ့ပါတယ်။စိတ်မပါလက်မပါနဲ့တရုတ်ဆောင်နေရင်နောက်ခန်းမှာအေးဆက်ဆက်လက်တစ်ဖက်ကန်းထွက်လာတဲ့အခါခုကြည့်နေတဲ့သူရောတရေအချောက်ခံရဘူးလားအပေါင်းလေးနေပြီးမန်ပေးခဲ့ပါဦး။သူတို့နှစ်ယောက်ပြတလဲဖြစ်ကုန်ပြီးပုံမှန်ထက်ပိုတဲ့တရုတ်ဆောင်ချက်တွေထွက်လာပါတော့တယ်။သူတို့ရဲ့ကြောက်လန့်နေတဲ့ပုံစံကိုဒရိုက်တာကတဘာဝကျတယ်ဆိုပြီးချီးကျူးခဲ့ပါသေးတယ်။အဲ့ဒီနောက်တရုတ်ဆောင်နှစ်ယောက်ဟာပျက်စီးနေတဲ့တစိတ်ခါကနေထွက်ပြေးခဲ့ကြတယ်။သူတို့စီကိုပြန်တန်းလာတဲ့တရေတစီရဲ့ကြောက်စရာမြင်ရင်းကြောင့်ရိုက်ကူးရဲ့အခွဲသားတစ်ခွဲလုံးနဲ့ထိတ်လန့်တုန်လှုပ်သွားကြပါတော့တယ်။လက်ထည့်ရင်ဖိုဇလန်းတွေကြိုက်ရင်ပါဝတ်လုပ်ထားလိုက်ပါ။